Hello မင်္ဂလာပါအခုဆိုရင်တော့ငယ်လေးဒါ Jasmine Valley Hotel မှာရုံးပိတ်ရက်လေးမှာတီတီလေးနဲ့သွားပြီးတော့ breakfast စားတာပါbreakfast ကတော့တော်တော်ဆုံးပါတယ်စားစရာမင်းမှုတွေကတော်တော်များပါတယ်ဒါကတော့ငယ်လေးကြိုက်တဲ့ဒီဘေကွန်သားတွေပြီးတော့ဒီမှာဆိုရင်မော်ဟင်းငါပါတယ်မော်ဟင်းငါကတော့တော်တော်ကောင်းတယ်အဲ့ဒါကိုတော့အမှတ်ပြလိုက်မယ်ဆူရှီကလည်းတော်တော်စားကောင်းတယ်အဲ့ဒါလည်းအမှတ်ပြမယ်ဒါလေးကဝက်စာတီကလည်းတော်တော်အရင်ကောင်းပါတယ်သမင်းကြော်လေးလည်းကောင်းတယ်အသီးနှံနေလေးစုံတယ်ပေါ့နော်အဲ့တော့ဒီကုန်းလေးစားကြည့်ပါမယ်တော်တော်ရတာရှိတယ်ဒါရတော့ချစ်ဖို့ကောင်းရိုက်ထားတာပါဒီကတော့21လွာနေမြင်ရတဲ့ CTP ဖြစ်ပါတယ်အပေကျူကလည်းတော်တော်တောက်လို့ကောင်းပါတယ်စားလိုက်တောက်လိုက်နဲ့ဒီညတော့လိုက်တာစိတ်နိုင်ကြော်မှပြန်လာပါတယ်တော်တော်ရတာရှိတယ်ပြီးတော့ဒီမှာဆိုရင်လေagent တိတ်ဆိတ်တယ်ပေါ့နော်ဒါကတော့ဒီလေးနဲ့ cheers လုပ်နေတာပါပြီးတော့ဟိုတရားလေးတက်နေဒီဝက်စာတီးဆိုရင်တော်တော်ကိုရတာရှိရပါအကြိုက်ဆုံးထဲမှာဆိုတော့ဒီဝက်စာတီးပါအားလုံးတက်တာ